င်္ဂလာပါမနက်ဖြန်9ရက်သားသမီးများအတွက်တရက်တာဆောင်းရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများအတွက်ယနေ့မှာတော့သူများပြဿနာကိုပြဿနာဖြစ်တတ်ပါတယ်မြည်သည့်အရာမှာခေါင်းမခံအာမမခံပါနဲ့အလုံးမှာစိတ်ညစ်စရာစိတ်ရှုပ်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်ခေါင်းမကောင်းကိုက်ဖြစ်တတ်ပါတယ်အခြေအေးမှာတော့အထင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်4-6ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အစိမ်းရောင်နဲ့အပြာရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဲ့အဖေမှာပေါင်ပုံ9ချက်ကတ်လို့ပူဇော်ပေးပါတနင်္လာသားသမီးများအတွက်ယနေ့မှာတော့ရည်ရွယ်ထားသမျှစိတ်ကူးထားသမျှအရာအလုံးအဆင်ပြေနေပါလိမ့်မယ်ဆွေမျိုးများရဲ့ဝမ်းသာစရာသတင်းကောင်းများကြားပါလိမ့်မယ်အိမ်မကတ်ချင်တာတွေအလုပ်ပြောင်းကျင်တာမျိုးတွေဖြစ်နေတတ်ပါတယ်အခြေအေးမှာတော့အထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်ကိုယ်လက်ရရန်တဲ့ဝေဒနာမျိုးတွေခံစားရတတ်ပါတယ်9ခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရောင်တော့အဖြူရောင်နဲ့ငွေရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဲ့အဖေမှာပေါင်မုတ်ထုံးမတုတ်ကတ်လို့ပူဇော်ပေးပါအင်္ဂါသားသမီးများအတွက်ယနေ့မှာတော့ရည်ရွယ်ထားတဲ့အလုပ်များတိတ်လွယ်နေတတ်ပါတယ်ခြံကားကြောက်ကွန်ပျူတာကင်မရာနဲ့ပတ်သက်ပြီးတော့စိတ်နှောက်ယှက်များကြုံတွေ့ရတတ်ပါတယ်ရွေးချယ်အခက်ဆုံးဖြတ်အခက်တာမျိုးတွေဖြစ်နေတတ်ပါတယ်သွားသွေးနဲ့ပတ်သက်ပြီးတော့ဒုက္ခပေးတတ်ပါတယ်အခြေအေးမှာတော့အထင်မြင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်6-9ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရောင်တော့အနီရောင်နဲ့နေညူရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဲ့အဖေမှာဘိမုတ်ကတ်လို့ပူဇော်ပေးပါဗုဒ္ဓဦးသားသမီးများတော့ယနေ့မှာတော့သားသမီးလက်အောင်ငယ်သားတို့အတွက်စိတ်တော်ကရောက်ရတတ်ပါတယ်အလုံနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့ကောင်းတော့အပြောင်းလဲများနဲ့ကြုံတွေ့ရတတ်ပါတယ်အခြေအေးမှာတော့ဝေးလေးကောင်းလေးမျိုးဖြစ်ပါတယ်ခြေထောက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်3ခွန်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အပြာရောင်နဲ့နက်ပြာရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဲ့အဖေမှာပဲမုတ်3ခုကတ်လို့ပူဇော်ပေးပါကြာရပရိသတ်သမီးများတော့ယနေ့မှာတော့အိုးအိမ်ဆောက်ဦးနေရာပြုပြင်ပြင်ဆင်ရတတ်ပါတယ်အလုံးမှာစိတ်ညစ်စရာစိတ်ရှုပ်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်လက်တစ်ဖက်မှာအနာတရဖြစ်တတ်ပါတယ်ဖျားပုံတော့ယဟန္တာပုံတော်များအိမ်ကိုကြွလာရင်4အစ6ဆုံးထိထိုးပေးပါအချင်းအေးမှာတော့အယူဆတွေကွဲလွဲနေတတ်ပါတယ်ကံကောင်းတဲ့အရောင်တော့အစိမ်းရောင်နဲ့အပြာရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဲ့အဖေမှာတစ်သီး6စိတ်ကတ်လို့ပူဇော်ပေးပါတောက်ကြသားသမီးများတော့ယနေ့မှာတော့ကိုယ့်ဘောမနာလိုတူရန်လိုတူနှောက်ယှက်ခြင်းတို့များနဲ့တွေ့ရတတ်ပါတယ်နေရင်ထိုင်ရင်စိတ်လုံးမကြဖြစ်နေတတ်ပါတယ်အပြောမဆိုမှဆုံးဖြတ်ချက်အမှားတွေကြုံတွေ့ရတတ်ပါတယ်ခြေထောက်မှာထိခိုက်ဒဏ်ရာရတတ်ပါတယ်တတိထားပေးပါတစ်နှစ်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဲ့အဖေမှာကော်ဖီ2ခွက်ကတ်လို့ပူဇော်ပေးပါစနေသားသမီးများတော့ယနေ့မှာတော့ဝမ်းသာစရာအောင်မြင်မှုတွေဇက်တိုက်ကြုံတွေ့ရပါမယ်ရွှေရည်သနာအလှကုံအလှပြင်ဆိုင်အမှုပညာနဲ့သက်ဆိုင်တဲ့အလုပ်များထူအောင်မြင်ပါလိမ့်မယ်ကိုယ်လက်ရရနာမျိုးတွေဖြစ်တတ်ပါတယ်9ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဲ့အဖေမှာစီမီကားတိုင်ကတ်လို့ပူဇော်ပေးပါအားလုံးကျမ်းမှချမ်းသာကြပါစေ